Okay, along that is over. Anyhow, I have to net patabi. Nen shambrabim. Kita. I have to go zinga. I subject. I have to tông ra bởi subject. Have to để có mặt tông ra. Còn nhà mình từ đó, dù tông ra. Để bố bim phải là ở số ghế. I have to net tông nhà đó. I have to be going. Để bây giờ. I nhà mà subject. Tông ra. She số ghế. Ở here. As a has. She has a by day. Subject này ghế. Ở here. As a has. Có mà dù tông ra. Nhà mình từ đó. Cái nhà tôi đó tadi tahu. Kita, I have got polo. Ni saya masih lah also begini. I have sebagai cousin stabilizer. Tadi tahu ni siapa? Okay, dia bahasa okay. Keme. I have to pala bawa. Nama lo kan? Ngat kuku lora po. Lora me. Lora logo lora po mau. Oh tu ni. Ngat kuku lora po. Dia bahasa dia. တွေးထားရယ်ကိုမတိုးဖို့လို့တွေးထားရတာဒီဘယ်ကဲဥမာချင်းနဲ့ဒါပုံနေတယ် I have to go to work tomorrow ဒီမှာအရှင်တကူတော့သူကထေလို့ကနောက်ဖက်ဆိုလဲ I will have ထင်းနေဖို့မလို့သူကနောက်ဖက် processor တကူရေလေသူကအဓိပ္ပာယ်ကငါနောက်ဖက်အလုပ်ကိုလာရမယ်အေးနောက်ဖက်အနာဂတ်ပါဆိုပြီးပုံမှာ I will have ဆိုပြီးလာရင်းနေပုံမလို့ A have က A ကိုနောက်ဖက်ကိုရင်းနေစမှာဟုတ်မလားဒီလေအေးဟဲ့တော့ရစေဘယ်ပဲဖိုက်တာရှမ်းပါနေကိုယ်နေရှောက်လာဖို့ Okay နောက်ဖက်ဆိုလေ I will have ဆိုပြီးခင်းနေပုံမလို့ I have to go to work tomorrow ကိုမစိတ်ကူးထားတာငါနောက်ဖက်အလုပ်လာဖို့ပဲအင်းကတော့အလုံးမဆန်းလိုက်ပဲနောက်ပဲတော့ငါလုံးလာဖို့ပဲတဲ့ပဲ I have to go to work tomorrow ငါမနက်ကအလုပ်တော့လာရမယ်ရှောင်းနေကြတာနောက်တော့ကြည့်ရမယ် I have to save money save ကနာလေစုဆောက်ပြီးsave ကနာလေစုဆောက်ပြီးဘာမှမဟုတ်လား I have to save money ငါဖေးတာစုရမယ်ငါဖေးတာစုရဖို့ပဲပဲတဲ့ပဲနောက်တော့ငါမကားတစီဝေဖို့ပဲတဲ့ပဲကားတစီဝေဖို့အင်ဂျင်လုံးဝေဖို့စာရှိတဲ့ဖာကိုပလဲနေဟုတ်မလားဒါမဲ့ I have to save money ကိုမအရှင်တကူထိပလဲရငါအလာမဆိုအလာမ this month အလာမငါဖေးတာစုရဖို့ပဲတဲ့ပဲဒီထားနောက်တဲ့ဥပမာတွေတူလို့ I have to take a rest today I have to take a rest today ငါအင်းနီအနာယူရမယ်ငါရင်နေမကောပဲအနာယူရဖို့ပဲ I have to take a rest today ပြေတာတော့တော့ I take a rest နံပါတ်2ဒီတော့ဒီတုံးဝဲလို့မလားငါစကားပေါ်တော့ I take a rest ငါအနာယူတယ် I have to ထလိုက်တယ် I take ကငါအနာယူပဲလူတယောက်ကိုပဲအမအင်းအလုံးလားဒီပဲငါအနာယူပဲမတူငါအင်းအလုံးလားဖို့မတူအတိတ်ကိုလည်းမတူဒီနေ့တော့တော့တော့ပြေတာတော့ပေါ်တော့အောင်လားပြေတာနောက်တော့ I have to buy a laptop in this month ငါအလာမနော်လေ laptop အတိုက်တော့မ laptop တော့ဝယ်ရဖို့ဝယ်ရမယ်တဘောကိုလောက်အောင်ဒီကိုဝယ်ရလဲမဝယ်ရတဲ့ကိုမပလဲဆွေးထားတာ I have to buy laptop in this month ဒီလာတိမှာလေဟိုက laptop တော့ဝယ်ရဖို့ကိုမပလဲဆွေးထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေနော် I have to I have to follow up ပဲလူတယောက်ကိုလည်း follow ရတယ်နောက်တဲ့ subject တွေကိုမှထိသုံးရတယ်ဥပမာပြောလို့ပဲမဆေးငလာဖို့မအလောက်အနာတူရနေမဆေးငလာဖို့ဒီလိုလူတယောက်ကစိတ်ခလဲတယ်မဆေးငလာလီပတ်တယ်မဆေးငလာဖို့you have to ကို need နဲ့သုံးလို့ရတယ်ဥပမာမောင်ဆိုက you have to ဒီလိုမလားဒါလေသူဆိုက he has to subject နဲ့ကအရှိ s ကိုညမီလောက်ကိုတွေ့လို့ရတယ်I have to ဆိုပြီး I have to ဆိုပြီးအလုံးအလွယ်ကြနေလို့မညမင်းလို့ယူသုံးလို့ရတယ်သုံးလို့ရတယ်အဓိကတဖောက်တော့ကိုတည်ဘူးလို့ I have to ဆိုရတဲ့ဘေကတကူကိုလောရဖို့ပဲတဲ့ဘေလူတယောက်ကိုခိုက်ကလေးမလာဖို့ဘာလို့ဆိုလဲ any 18 needs နဲ့တူ
NEED needs ဘာလို့ FD grammar တဘောတရားကိုနားလေခတိအဲ့ရှိဘရီယာကမှာရှိတယ်ပိုက်ဆက်ခံကရီယာရပိုက်ဆက်အေဂိုကိုပိုက်ဆက်လက်ကတာငါလာဖို့ပိုက်ဆက်ရပါဘူးဆိုတဲ့ဒိုင်ဘာတာပြောဆိုတဲ့ grammar ဖန်ဘာတာပြောဆိုတဲ့ငါလာဖို့လဲသူနောက်ကဘာဆိုဖို့မလားငါလာဖို့ပိုက်ဆက်အတေးကငါလာဖို့ပြောတာ grammar idea အတွေ့ခေါ် grammar ကတော့ဘယ်ဘရီမလဲစကားပြောအဲ့စကားပြောတာ grammar ကလွယ်လို့မိုင်းကဲအဲ့ဒါ grammar တော့ဖော်တာကိုလေတီးတုံးလောက်တီးထားဘူးတော့ပြောလို့ okay ဒီက action နဲ့ပတ်သက်ပြီးအလောက်ပဲမှာ